မလေးကကွန်တို့ရတနာအရာတွေပတ်ပတ်လည်ဝင်းရထားတဲ့တိမ်ကန်းကျွမျိုးနယ်တွေကအချက်ချကြတဲ့ရက်ကွက်မှာဝယ်ယူပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ရွှေစင်ရီရဲ့ estate ကိုဆက်သွယ်ပေးပါရှင်။ဝရဏ space မှာကျွေးပြားခင်းပေးထားပြီးတန်ပန်းဆွဲရှိတ်တွေတက်ဆင်ပေးထားမယ်။မျက်နှာစာ view ကောင်းကောင်းမြင်ရပြီးလေကောင်းလေတန်လေးရမယ်။အိမ်ခန်းမှာပါကီခင်းပေးထားမယ်အိမ်ခန်းတစ်ခန်းဖွဲ့ပေးထားမယ် living room area space အရင်ကျဲတဲ့အတွက်ကြောင့်မလို့ coffee table ထားလို့ရမယ် TV တင်လို့ရမယ် cabinet ထားရှိပေးထားမယ်မျက်နှာကျန် profile မီးကြောင့်မီးဆိုင်တို့အသုံးပြုပေးထားပြီးရောပရင်းပေါက်တိုင်းမှာ Korea blind ကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်တခန်းချင်းစီမှာဘရိကာရီတက်ဆင်ပေးထားပြီးတော့လူကြီးမင်းတို့ရေအလုံးလောက်မီးအလုံးလောက်အသုံးပြုဖို့အတွက်ရေလိုက်မီးလိုက်ဆေးလိုက်နဲ့အကောအသက်ပြန်နေပြုလုပ်ပေးထားပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းရဲ့အပြင်ဘက်မှာဆိုရင်ဝေါ်လက်တွေကိုတက်ဆင်ပေးထားမယ်လှပတဲ့မှန်တစ်ချက်ပါဝင်ပြီးတော့ဘီတင်နဲ့ပုံဖော်အလှဆင်ပေးထားပဲဖြစ်ပါတယ်ရှင်။ရှောက်လန်းအစားစီလျုံကောက်ကောက်အသုံးပြုပေးထားပြီးတော့အိတ်ခမ်းအပြင်ဘက်မှာဆိုရင်မြက်ခင်းစိမ့်လေးနဲ့အလှဆင်ပေးထားမယ်။ slide တို့အသုံးပြုပေးထားပြီးတော့အိတ်ခမ်းထဲမှာဆိုရင်မန်တင်ကုန်ပါမယ်။ညနေချက်မီကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်။ရွှေစင်နဲ့တူတူမီးဖို့ခံကိုလိုက်ကြည့်ပေးပါအောင်ရှင်။အောက်ဘက်ဘေးဘက်မှာကြွေပြားခင်းပေးထားပြီးတော့ရေချိုးကန်းအင်တာတီးတန့်ပါရှိရပဲဖြစ်ပါတယ်။ရေချိုးကန်းထဲမှာဆိုရင် PVC တကောက်အသုံးပြုပေးထားပြီးတော့ကြွေပြားခင်းကြွေပြားကပ်ပေးထားမယ်။ရေတန်းကြီးတစ်လုံးပါဝင်တာပဲဖြစ်ပါတယ်ရှင်။တွိုင်းလက်မှာဆိုရင်ကြွေပြားခင်းကြွေပြားကပ်ပေးထားမယ်။ဘိုးတိုင်းအင်တာအသစ်ဆက်ဆက်တစ်လုံးတက်ဆင်ပေးထားပဲဖြစ်ပါတယ်။ kitchen room မှာဆိုရင်ဘေးစင်နေရာကိုတေးချသုံးပေးထားပြီးတော့မီးဖိုကောင်အစားကြွေပြားခင်းကြွေပြားကပ်ပေးထားမယ်။ဘေးပင်ညာတွေမှာအလင်းအောင်ကောင်းကောင်းရမယ်ပရင်းပေါင်များစွာပါရှိရပဲဖြစ်ပါတယ်။တင်ကန်းကျွန်းကတော့ရေတော်လေးကောင်းပါ emergency အပေါက်မှာဆိုရင်တက်သားတကောက်လုံးဝစိတ်ဖြောင်တက်ပေးထားပဲဖြစ်ပါတယ်။ပေအစိတ်ပေ60ခရဲမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့ရွှေစင်မိတ်ဆက်ပေးခဲ့တဲ့အခန်းရဲ့အလွှာက4လွှာဖြစ်ပြီးတော့တခန်းချင်းစီရဲ့ပေကျက12ပေခွဲ50ပေကျဝန်းနဲ့အခန်းရဲ့အမြင့်က9ပေမြင့်ဖြစ်ပြီးတော့အယောင်စင်းနှုန်းကတော့3280ကိုအထူးညင်နိုင်ရောက်ချပေးသွားမှာဖြစ်ပါတယ်ရှင်လူကြီးမင်းတို့အနေဖြင့်ဗန်နဲ့ချိတ်ဆက်ဝယ်ယူခြင်းပါတယ်ဆိုရင်လည်းဝယ်ယူလို့ရပါသေးတယ်အခန်းပေါင်းများစွာကိုရောင်းချပေးသွားပါအောင်မယ်အားပေးမှုအတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်